မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်ကျမတို့စီလာရောက်တိုင်ပင်ကြတဲ့ကျောင်းသားမိဘတွေအများဆုံးမိတဲ့မိကုန်း၅ခုကိုဒီဗီဒီယိုလေးမှာဖြည့်သွားပေးချင်ပါတယ်ပထမမိကုန်းကဘတ်ဂျက်1000သက်တာနဲ့အဆင့်မီတဲ့ပညာရေးကိုရယူမယ်ဆိုရင်ဘယ်နိုင်ငံမှာတက်ရောက်လို့ရမလဲအာရှမှာဆိုရင်စင်ကာပူမလေးရှားထိုင်းလန်တို့ကရွေးချယ်မှုအတွက်အသင့်တော်ဆုံးနဲ့အကောင်းဆုံးပါပဲတတိယမိကုန်းကဥရောပမှာကျောင်းတက်နေရင်းနဲ့လစာရအလုပ်တင်ဆိုဘယ်လိုသွားမလဲဆွစ်ဇာလန်နဲ့ဂျာမနီကကျောင်းတွေမှာတက်ရောက်မယ်ဆိုလို့ရှိရင်စာသင်ရင်းနဲ့တစ်လယူရိုဖရန့်ထောင်ချီရမယ်ဖိတ်အင်တန်ရှစ်အခွင့်အရေးတွေရှိတယ်တတိယမိကုန်းကအာရှမှာတက်ရောက်ရင်းနဲ့ကဘာကနေအတိအမှတ်ပြုတဲ့ UK, Australia, US ကဘွဲ့ဒီဂရီတွေကိုရရှိနိုင်မှာရရှိနိုင်ပါတယ်ရှင်စင်ကာပူမလေးရှားထိုင်းလန်ကထိပ်တန်းကျောင်းတွေမှာတက်ရောက်ရင်းနဲ့ UK, USA, Australia ပေးတဲ့ဘွဲ့ဒီဂရီတွေကိုရယူနိုင်ပါတယ်စတုထတဲ့ပစ္စမမိကုန်းတွေကတော့ scholarship တွေရနိုင်မလားကျောင်းအဲ့လို့ရှိရင်ဘယ်လို promotion တွေရနိုင်မလဲဆိုတဲ့မိကုန်းတွေပါပဲဒီအဖြေကိုတော့ကျမတို့ရဲ့ World Study Opportunity Event မှာအပြည့်အဝပေးသွားမှာဖြစ်ပါတယ်ပွဲနေ့မှာကျောင်းကိုယ်စားလှယ်တွေနဲ့အတူတွေ့ဆုံပြီးတော့ပညာသင်စုတွေနဲ့အတူကျောင်းကိုရှောက်ထားနိုင်မှာပဲဖြစ်ပါတယ်ဒါ့ပြင်တကယ်ကိုထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ဂျာနှုတ်ပြပညာသင်စုတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပညာရေးစာတိုင်းနဲ့အတူတစ်ခါတည်းရှောက်ထားနိုင်ပါတယ်ဒါတင်မကသေးဘူးအထူးအစီအစဉ်တွေနဲ့ကျမတို့ World Study Opportunity Event တွေမှာစင်ကာပူမလေးရှားထိုင်းလန်နိုင်ငံတို့မှာရှိတဲ့ကျောင်းတွေကိုကျောင်းအနှံမဲ့ကျောင်းသူကျောင်းသားတွေအတွက်လေလက်မဲ့လက်ဆောင်ကိုတေချာပေါက်ရရှိသွားမှာပဲဖြစ်ပါတယ်ကျောင်းသူကျောင်းသားတွေနဲ့မိဘတွေသိချင်တဲ့ကနေဒါဂျာမနီဆွစ်ဇာလန်နယူးဇီလန်စင်ကာပူမလေးရှားထိုင်းလန်စရှိတဲ့နိုင်ငံပေါင်း9နိုင်ငံရဲ့ပညာရေးအဖြေတွေကိုတနေရာထဲမှာရရှိမယ်ဒီပွဲကြီးကိုဂျွန်6စနေနေ့နေ့လေတနင်္လာနေ့4 နာရီထိကိုလိုဘိုတယ်ဟိုတယ်မှာကျင်းပသွားမှာပဲဖြစ်ပါတယ်။နေရာကန့်သက်ချက်ရှိလို့အခုဖော်ပြပါဖုန်းလေးကိုဆက်သွယ်ပြီးစီးကြိုတင်ပေးသွင်းလိုက်ပါနော်။ပွဲနေ့မှာအားလုံးကိုပြန်လည်ဆုံတွေ့ကြပါမယ်။